share ဗျာလာပြီဗျာကျွန်တော်ကြောက်တီရှားနေတဲ့အချိန်မှာကျွန်တော်အခင်းဝိုင်းဝယ်လို့မရရင်ကျွန်တော်တငယ်ချင်းရှီရနေပြီမှတော့ဝယ်ပြပါတယ်ဗျဒါကတော့ကျွန်တော်ကြောက်ဝိုင်းတွေကကျွန်တော်ခါကျဲဦးကျွန်တော်တငယ်ချင်းရှီရနေပြီမှကြောက်လေးတစ်ပွင့်ကိုကြိုက်လို့ကျွန်တော်ဈေးပေးနေပါတယ်ဗျပြောရင်းပြူရင်းနဲ့တော့ကျွန်တော်15သိန်းကနေကျွန်တော်18သိန်းထိသူ့အမြင့်ဆုံးပေးလိုက်ပါတယ်ဗျဒါကတော့နောက်နေ့မနက်မှာသူကကြောက်လာအပ်တာပေါ့ဗျဈေးလေးဆွဲရင်းနဲ့ကြောက်လာအပ်သွားပါတယ်ဗျကျွန်တော်တို့18သိန်းနဲ့ပဲဒီကြောက်လေးကိုရသွားပါတယ်တကယ်ချင်းချင်းမို့သူကတော့ lucky ပါပါဖြစ်ဆိုပြီးတော့ရောင်းပေးလိုက်ပါတယ်ဗျဒါလေးကတော့အထင်မြင်တစ္ဆာဖြစ်တဲ့အတွက်ကျွန်တော်တို့လိုက်ချက်လှုပ်ချက်တွေမပါပါဘူးဗျဒါလေးကတော့ငွေချီတဲ့ခန်းလေးပါကျွန်တော်တို့ KP ကနေပဲငွေချီပေးလိုက်ပါတယ်ဗျဝယ်ရင်းစီးကတော့18သိန်းရှိပါတယ်ဗျဒါလေးကိုကျွန်တော်အိမ်မှာ ACC ကြည့်ပြီးတော့ဘယ်လိုဖြတ်မယ်ဆိုတာလေးကိုတခြားကြည့်ပါတယ်ဗျကြောက်ကအထင်မြင်ဖြစ်တဲ့အတွက်အထင်မြင်ဈေးကိုပဲပေးထားပါတယ်ကျွန်တော်တို့အပယ်ကြီးပွင့်ကိုအစိတ်30တော့မှန်းထားတယ်ပယ်လေးကတော့တော့9ကျက်အောင်ပေါ့ဗျာတပုံးက2ပုံးရောင်းစားမယ်ဆိုပြီးချိန်ထားတဲ့အချိန်မှာအထင်မြင်အတစ္ဆဖြစ်တဲ့အတွက်ကျွန်တော်တို့ like checkဒီကတော့ရှင်းပါတယ်ကျွန်တော်တို့အနာလေးတွေဒေါင်းစိတ်လိုက်ပြီးမှကျွန်တော်တို့ရှင်းချပစ်လိုက်ပါတယ်ဗျပုံကတော့ပုံမကြသေးတဲ့အတွက်ပုံလေးတွေရဲ့ကျွန်တော်ဖော်ပြီးလိုက်ပါတယ်အထင်မြင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဆန်လေးအမြုပ်ဆန်အနာစာတွေကတော့ကြောက်လေးကတော့ချောပါတယ်ဖြူကြီးဟိုမှာကြောက်စီကြောက်သားလေးပြောစရာမလိုဘူးအရိတ်ခံအဝါခံကင်းပါတယ်ဗျအဲကြောင့်မို့ကျွန်တော်ဒေါင်းလေးစိတ်ပြီးတော့ကျွန်တော်ဈေးကွက်ပြန်ထိုးကြည့်ရဲ့အချိန်မှာကြောက်ကလေးကဒီတစ္ဆာတိုင်းမှာတင်ကျွန်တော်တို့မန်လေးဈေးကွက်ကိုထိုးကြည့်ရဲ့အချိန်မှာကျွန်တော်တို့ဝယ်ရင်းဈေးကိုမပေးပါဘူးဗျအဲကြောင့်မို့ကျွန်တော်ဒေါင်းဆက်စိတ်ပြီးမှကျွန်တော်ဆက်ဖြတ်ကြည့်ပါတယ်ဗျဒါကတော့ကျွန်တော်ရှင်းပြီးမှပုံဖော်တဲ့ဒါခေါင်းပွင့်ကြီးပေါ့ဗျာအသေးစိတ်လိုက်နေပါတယ်ပြောမှဆိုရင်ဒီကြောက်လေးမှာအားနေချက်နဲ့အားတာချက်တွေရှိပါတယ်ဗျအားနေချက်ကတော့ကျွန်တော်တို့စိတ်လိုက်တဲ့အချိန်တွေးလိုက်တဲ့အချိန်မှာအပယ်သေးလေးပဲကြံမယ်ဆိုရင်တော့ဒီကြောက်လေးကကျွန်တော်ရှုံးသွားနိုင်ပါတယ်ဗျအားတာချက်ကတော့ကြောက်စီကြောက်သားအပြေပါပဲအရိတ်ခံအဝါခံကင်းနဲ့အနာလုံးနဲ့ကြောက်ချောတယ်ကျွန်တော်တို့ဖြူကြည်သားဟိုမှာဖြူကြည်သားလေးပါပဲဗျဒီပုံစံကိုကျွန်တော်တို့ဈေးကွက်ထိုးကြည့်တယ်မကိုက်လို့ကျွန်တော်တို့စပြီးမှတွေးပြီးတော့ရှာထားပါတယ်ဗျဒီကြောက်လေးကိုတပွင့်မှတ်ဆန်းကြည့်ရဲ့အချိန်မှာမဆိုးပါဘူးကြောက်ကလေးကဒါတော့ကျွန်တော်တင်နှမ်းမှာပဲကျွန်တော်စမ်းကြည့်တာပေါ့ဗျာမှတ်ကလေးကတော့ကောင်းပါတယ်မှတ်လေးထွက်လာတဲ့အချိန်မှာမန်လေးဈေးကွက်ကိုထိုးကြည့်တယ်အသေးလေးတပွင့်ကတော့3သိန်းခွဲထွက်ပါတယ်အကြီးလေးကတော့မတွေးသေးပါဘူးဗျကျွန်တော်တို့အဲ့ချိန်မှာပြန်တွေးကြည့်တဲ့အချိန်မှာမန်လေးဈေးကွက်မှာကျွန်တော်တို့10သိန်းပေးပါတယ်ဗျကျွန်တော်တို့တိုက်တယ်ဝယ်ရင်းဈေးက18သိန်းရှိတယ်ကျွန်တော်တို့ပြန်တိုက်တဲ့အချိန်မှာ10သိန်းလောက်တည်းထွက်တယ်ဒါပေမဲ့ကျွန်တော်တို့ထပ်တိုက်ကြည့်တဲ့အချိန်မှာ20ထွက်သွားပါတယ်ဗျဝယ်ရင်းဈေးက18သိန်းကျွန်တော်တို့ပြန်ရောင်းလိုက်တော့20ပဲရပါတယ်ဗျ lucky ပါပါအဖြစ်နဲ့ဒီကြောက်လေးကိုရောင်းလိုက်ပါတယ်ကျွန်တော်ကတော့ကိုတန်းချိတ် training class ကပါဗျအားလုံးမင်္ဂလာရှိသောနေ့ရက်လေးမှာပျော်ရွှင်နိုင်ကြပါစေပညာတွေလည်းသင်ကြားပေးနေပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်